ဧပြီလ25ရက်နေ့ညပိုင်းကဝါရှင်တန် DC မှာကျင်းပခဲ့တဲ့အိမ်ဖြူတော်သတင်းထောက်များညစာစားပွဲမှာသမ္မတဒေါ်နယ်ထရမ့်ကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရတဲ့အထိရုပ်ရုပ်သဲသဲပြစ်ခတ်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ Washington Hilton Hotel မှာသမ္မတပထမကတော်မယ်လနီယာနဲ့ဒုသမ္မတ JD Vance တို့တက်ရောက်နေချိန်မှာပွဲကိုရုတ်တရက်ရပ်နားလိုက်ရတာပါ။လုံခြုံရေးစစ်ဆေးတဲ့ဂိတ်ကိုလက်နက်အပြည့်စုံကင်ဆောင်ထားတဲ့အမျိုးသားတဦးကအတင်းဖြတ်ကျော်ဖို့ကြိုးစားရာကနေပြစ်ခတ်မှုစတင်ခဲ့တာပဲဖြစ်ပါတယ်။အချီနီဒီတင်းမာသွားချိန်မှာလုံခြုံရေးတပ်ဖွဲ့ကသမ္မတနဲ့အရေးကြီးဧည့်သည်တွေကိုဘီကင်းရာစီအရေးပေါ်ချက်ချင်းရွှေ့ပြောင်းပေးခဲ့ရပြီးပွဲတက်ရောက်လာသူတွေလည်းစပွဲအောက်ဝင်ပုန်းခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။တာဝန်ကျလုံခြုံရေးအရာရှိတဦးကြည်ထိမှန်ခဲ့ပြီးမဲ့ကြီးကအင်ဂျီကြောင့်အသက်အန္တရာယ်ကနေလွတ်မြောက်ခဲ့ပြီးတနက်သမားကိုလည်းအခင်းဖြစ်ပွားရာနေရာမှာတင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။အရေးပေါ်ဖြစ်စဉ်အပြီးမှာတော့သမ္မတထရမ့်ကလုံခြုံရေးအဖွဲ့ကိုအထူးချီးကျူးစကားဆိုထားပါတယ်။အမေရိကန်ရဲ့အမြင့်ဆုံးလုံခြုံရေးစနစ်ကိုဒီလိုပြစ်မှတ်ထားချင်းချောက်လာတဲ့အပေါ်သင်ဘယ်လိုသုံးသပ်မလဲ။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြီးခဲ့ပါဦး။